တို့ရှိမှအသက်ရှူတန်ပြင်းပြင်းနဲ့အော်ဟစ်နေတဲ့ကြောက်မက်ဖွယ်တာရဲကြီးကိုစိုက်ကြည့်ရင်ပိန်ညောင်ညောင်ကောင်လေးဟာလူတိုင်းအံ့ဩသွားရမယ့်ယူသွတ်လုံးနဲ့လုပ်ရက်တစ်ခုကိုလုပ်လိုက်ပါတယ်အဲ့ဒါကတော့သူ့လက်ထဲကခုခံဖို့ကင်ထားတဲ့ဓာတ်ညောင်ကိုချက်ချင်းပစ်ချလိုက်ပြီးဒိုင်းလွားကိုလည်းကျန်းပြင်ပေါ်ထုတ်ချလိုက်တာပါပဲသူဘာလို့ဖို့စူးစမ်းနေတာလဲပြီလားဒီလောက်ရက်ဆက်ပါရဲဆိုတဲ့ငကားကြီးကိုရင်ပါသွားအောင်ချော့မြူဖို့စူးစမ်းနေတာပါငါမင်းကိုမနာကျင်စေပါဘူးလို့သူကတိုးတိုးလေးပြောနေပေမဲ့ဒီအပြုတ်မှုဟာကိုရင်ပြင်ကသူ့အဖေကိုချက်ချင်းပဲဒေါသအိုးပေါက်ပွဲသွားစေပါတယ်ဘာလို့လဲဆိုတော့ဘိုက်ကင်းမျိုးနွယ်တွေရဲ့အမြင်မှာငကားဆိုတာသွေးအေးတဲ့မကောင်းဆိုးဝါးတွေဖြစ်ပြီးလူသားနဲ့ငကားဘယ်တော့မှအတူရှင်တွဲမနေနိုင်ဘူးလို့ယုံကြည်ထားကြလို့ပါတိုက်ပွဲကိုအခုချက်ချင်းရက်လိုက်စမ်းတို့အဖေဖြစ်သူကနှမ်းអော်လိုက်တဲ့စဉ္ညာတန်းကြောင့်ငကားကြီးဟာချက်ချင်းပဲလမ်းဖြတ်ပြီးယူသွတ်သွားပါတော့တယ်ပြီးတော့ကောင်လေးကိုအသက်အန္တရာယ်ပေးဖို့အတွက်တောင်းကျမ်းပြီးလိုက်လံတိုက်ခိုက်ပါတော့တယ်အတိအကျအဲ့ဒီအချိန်မှာပဲဝေးကွာလာတဲ့နေရာကနေတူတလက်လို့ခေါ်တဲ့ငကားလေးဟာသူ့တခင်လေးအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရပြီဆိုတာကိုဗီဇအရအာယုံခံပြီးသွားပါတယ်သူဟာကွင်းပြင်စီကိုရှိသမျှအချိန်ကုန်တင်ပြီးမမောနိုင်မပန်းနိုင်စက္ကနဲ့ပြေးဝင်လာခဲ့ပါတယ်ကွင်းထဲမှာတော့အဖေဖြစ်သူကသူ့သားလေးလွတ်မြောက်နိုင်အောင်လေးလံထားတဲ့တန်တကားကြီးကိုအားကုန်တုံးပြီးဆွဲဖွင့်ပေးထားပါတယ်ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီကောင်လေးဟာတကားကြီးရဲ့ကြီးမားလာတဲ့အမီးနဲ့ရိုက်ခတ်ခြင်းကိုခံရပြီးမြေပြင်ပေါ်လဲကျသွားခဲ့တာအရှင်လက်လက်အစားခံရတော့မဲ့ပေမင်းနဲ့ရင်ဆိုင်လိုက်ရပါတယ်ဒီလိုအသက်နဲ့ခန္ဓာဦးစားကွဲလူဆဲဆဲအရေးကြီးတဲ့အချိန်ခါသမီးရမှာပဲကောင်းကင်ရန်ကနေအရေးမဲကြီးတစ်ခုဖြတ်ခနဲဝဲဆင်းလာခဲ့ပါတယ်ဟုတ်ပါတယ်အဲ့ဒါတူတလက်ပါပဲသူဟာစစ်မှန်တဲ့ငကားဘရင်တစ်ပါးရဲ့အရှိန်အဝါကိုထုတ်ပြလိုက်ပြီးပိုတောင်းကျမ်းနေတဲ့ငကားကြီးကိုချက်ချင်းပဲငင်းကုတ်သွားအောင်လွှမ်းမိုးချုပ်ကန်လိုက်ပါတယ်တူတလက်ကကောင်လေးရဲ့အသက်ကိုကယ်တင်ပေးခဲ့တာတောင်မှရက်ဆက်တဲ့ဘိုက်ကင်းတွေကတော့နည်းနည်းမှကျေးဇူးမတင်ကြပါဘူးလက်နဲ့အပြည့်စုံနဲ့သူတို့ဟာဒီရှားပါလာတဲ့ငကားနဲ့ကြီးကိုချက်ချင်းပဲဝိုင်းရံပိတ်ဆို့လိုက်ကြပါတယ်အဖေဖြစ်သူကလည်းရှေ့ကနေဝင်တိုက်ပေမဲ့တူတလက်ရဲ့ရိုက်ထုတ်မှုကြောင့်နှွှင်းထွက်သွားခဲ့ပြီးလူနဲ့ငကားတဲတဲမဲမဲလုံးထွေးတက်ပုတ်ကြပါတော့တယ်နောက်ဆုံးမှာတော့ခွန်အားချင်းမမျှတာကြောင့်တူတလက်ကအပေါ်စီးရသွားပြီးအဖေဖြစ်သူကိုမြေပြင်ပေါ်မှာအမြင့်ရဖိနှိပ်ထားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတူတလက်မလုံးနဲ့ဆိုတဲ့ကောင်လေးရဲ့အော်တန်ထွက်လာပါတယ်သူ့တခင်လေးရဲ့အတန်ကိုကြားလိုက်ရရုံနဲ့တူတလက်ဟာတိုက်ခိုက်မဲ့ပုံစံကိုချက်ချင်းပဲရှော့ချလိုက်ပါတယ်ဒါပေမဲ့ဘိုက်ကင်းတွေကတော့ဒီခွင့်ရေးကိုအမြင့်ရဖမ်းဆုပ်ပြီးအုံလိုက်ချင်းလိုက်ပြေးဝင်ကတူတလက်ကိုမြေပြင်ပေါ်မှာလုံးဝချုပ်ကင်ဖိနှိပ်ပစ်လိုက်ကြပါတယ်မလုပ်ကြပါနဲ့သူ့ကိုမနာကျင်စေပါနဲ့နောက်ဆုတ်ကြပါဦးတို့ကောင်လေးကဘလောက်ပဲငွေလိုအော်ဟစ်နေပါစေသူဟာဘာမှမတတ်နိုင်ပဲရင်နာနာနဲ့ဒီတိုင်းရက်ကြည့်နေုံပဲရှိပါတော့တယ်နောက်ဆုံးမှာတော့သူတို့တွေတူတလက်ကိုဖမ်းဆီးခေါ်ဆောင်သွားတာကိုကောင်လေးတယောက်စိတ်ပြတ်အားငယ်စွာနဲ့ဘာမှမတတ်နိုင်ပဲမြေကြီးကြံရိတ်ခဲ့ပါတော့တယ်